မင်္ဂလာပါအခုလက်ရှိမှာတော့ကျွန်တော်ဘယ်လိုပြောမလို့ကျွန်တော်အုံစောအနီးတစ်ဝိုင်းကျွန်တော်တို့ရှစ်ထက်ရည်တကုန်းလို့နာမည်ကြီးတယ်ပေါ့နော်ရှစ်ထက်ရည်တကုန်းကိုကျွန်တော်တို့ရောက်ရှိနေတယ်ရှစ်ထက်ရည်တကုန်းကဆိုရင်ကျွန်တော်ဒီခုဗီဒီယိုထဲမှာကျွန်တော်တို့စတက်တဲ့ဟာတွေတော့မပါဘူးဒါပေမဲ့တော်တော်လေးတော့တက်ကြတယ်တောင်ကြီးကတော်တော်ကိုမတ်ဆောက်တယ်ကျွန်တော်နောက်မှာဆိုရင်လူတွေအများကြီးပဲပေါ့နော်ကျွန်တော်စတက်လာတဲ့ကျွန်တော်အဖွဲ့ကြီးတွေဘယ်လိုပြောမလို့အခြေအနေနဲ့ကျွန်တော်တို့အခုဒီမှာရောက်ရှိနေတဲ့လူတွေဆိုရင်ထင်ထားရတဲ့ပုံများရပါတော့ရှူခင်းရလဲထင်ထားရတဲ့ပုံမိုက်တယ်ဒါပေမဲ့ကျွန်တော်အခုဗီဒီယိုကကျွန်တော်ဒီကိုရောက်ရှိတာဒုတိယမြောက်ဗီဒီယိုပဲဖြစ်တယ်ပထမဗီဒီယိုတော့ကျွန်တော်မရိုက်ခင်နိုင်ဘူးဒါပေမဲ့ဒုတိယဗီဒီယိုမှာကျွန်တော်ရဲ့memory လေးကို record ဖြစ်ကျွန်တော်ထားရှိနေတယ်ပေါ့အဲ့ဒါတော့ကျွန်တော်ဒီကိုရောက်ရှိနေပြီဖြစ်ပါတယ်အခုကျွန်တော်တော့မြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်လူတွေဆိုတာမနှဲဘူးပေါ့နော်လူတွေမနှဲဆိုဒီမှာခံစားရရှူခင်းရတယ်မနှဲဘူးပေါ့နော်အခုကျွန်တော်ရောက်ရှိတဲ့နေရာကိုတစ်ချက်ပြမယ်ဒီနားလေးကိုအစွန်းလေးမှာပါလို့ကျွန်တော်ရောက်ရှိနေပါတယ်ဒါကတော့ကျွန်တော်ပြောရရှစ်ထက်ပေါ့နော်ဆိုတော့လူတွေကထင်ထားတဲ့ကိုပုံများတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတကယ် adventure ဖြစ်တဲ့အခန်းလေးတော့ကျွန်တော်မပါဘူးဒါပေမဲ့ကျွန်တော်တို့အန်ကိုပေါ့နော်ကျွန်တော်တို့ရဲ့ဒီအန်ကိုဖြစ်တဲ့ကျွန်တော်ဒီအဆုံးတက်ကိုရောက်ရှိနေတဲ့နေရာလေးကိုကျွန်တော်ကမှတ်တမ်းတင်ထားရုံလေးပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရှူခင်းနေနဲ့စောင့်ရမ်းမိုက်တယ်ကျွန်တော် recommend ပေးတယ်ရှစ်ထက်ဖို့လား adventure ဖြစ်ချင်ရှစ်ထက်ဖို့လားပို့ဆိုးရတခုကကျွန်တော်ကမနေ့ကတော့ကျွန်တော်ကဂျင်မှာကျွန်တော်အောက်ပိုင်းထိုင်ထားရပေါ့နော်အောက်ပိုင်းထိုင်တာတော့ကျွန်တော်ရဲ့ glue ဆရာစောင့်ရဲနာနေတယ်ဘာလို့လဲဆိုတော့တောင်တက်ကြတာဖြစ်တယ်တောင်ကတော်တော်လေးကိုမက်ဆောက်တယ်ဒီလိုကြီးကျွန်တော်တက်ကြတာပေါ့နော်တော့မျက်စိထဲမှာမြင်တဲ့ဟာတွေကဒီကျွန်တော်အခုကျွန်တော်ရိုက်နေ iPhone 12လေးမှာမပေါ်နိုင်ဘူးတလားဘာလို့လဲဆိုတော့မျက်စိရပို့ပြီးတော့မိုက်ကင်မရာထက်ပိုကောင်းတယ်ကျွန်တော်နောက်တစ်ခါထပ်ပြောင်းလို့ဘက်ကရှူကင်းလေးကိုကြည့်လိုက်ပါဦးဗျာဒါကလုံးဝ amazing ပါဒီမှာဆိုရင်တောင်နေပက်လေးနဲ့ကျွန်တော်လူတွေအများကြီးပဲပေါ့နော်လူတွေကတကယ်များပါတယ်ကျိုးလိုက်ပါဦးဗျာဒီမှာခါလေးကျွန်တော်ဟိုဘက်ကကြောက်လို့ချက်ပြမယ်ဘာရှစ်ဆိုးလိုက်ဒါပေမဲ့ဒီအခုဒီနားကနည်းနည်းလေးအနေများတဲ့ထင်းနဲ့ပါတယ်လူကတော့နော်လူအသေးပြောက်များတဲ့ထင်းမှာလည်းပါတယ်ပေါ့နော်ဒီပုံမှာလာပြီးတော့မှကျွန်တော်တို့လာချေးတဲ့လူတွေလာ relax လုပ်တဲ့လူလာပြီးတော့မှဆိုတာနားယူတဲ့လူတွေပါတပုံကြီးပဲပေါ့နော်အများကြီးပေါ်ပါတယ်ကြောက်တောင်ပေါ်သေးတယ်အဲ့လိုပဲဒီဘက်မှာတချို့လူတွေကရှစ်ထက်ဒီမတက်ခင်နိုင်ဘူးပေါ့နော်သူတို့ဘယ်နားမှာရက်သွားတော့ဆိုတော့သူတို့ရှစ်ထက်ဒီတော့မရောက်ဘူးသူတို့ဘယ်နားရက်သွားတော့ဆိုတော့သုံးထက်မှာပေါ့သုံးထက်လည်းဒီထက်မိုက်တယ်သုံးထက်လည်းဆောင်းရဲမိုက်တယ်သုံးထက်မှနေရက်သွားတယ်ဒါပေမဲ့ရှစ်ထက်ကိုတော့နည်းနည်းကျိုးသားပြီးတက်တဲ့လူတွေအများကြီးပဲယောက်ျားလေးတွေဘုန်းကြီးတွေတတိယတွေစားအများကြီးပဲပဲဒါလုံးဝမြန်မာလိုခေါ်ရဆိုကျွန်တော်ဒီနေ့ကဥပုံနေလည်းဖြစ်တယ်အဲ့ဒါကြောင့်တော်တော်များများလာတက်ကြရဖြစ်တယ်ကျွန်တော်ရက်စီတဲ့နေရာတွေတော်တော်အနေများတဲ့နေရာပါချိုးလိုက်ပါဦးဒီမှာပါဒီကကြောက်ရှိမသိတော့ဒီဘိုက်ကျွန်တော်မသိတော့ဒီဘက်ကဆွစ်ဇာလန်ရောက်သွားတဲ့ဘိုက်ကိုကျွန်တော်ပေးတယ်ပေါ့နော်ဆွစ်ဇာလန်တော့မရောက်ဘူးပါဘူးဒါပေမဲ့ရှူခင်းနေရပေါ့နော်ကျွန်တော်ပြောရပါတကယ်တော့မရောက်ဘူးပါဘူးနော်အဲ့လိုမျိုးရှိတယ်ကျွန်တော်ဗီဒီယိုရဲ့အချိန်နဲ့အများကြီး view ကြည့်ဘူးကျွန်တော်ရဲ့ adventure ကြီးစီနေတကူလုံးဝ memory ပဲဖြစ်တဲ့ကြီးစီနေတကူကိုကျွန်တော်ကဥမတန်းတရားကြီးဖြစ်တယ်တောင်းမှတောင်းနေနဲ့ဝိုင်းနေပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်နေချိန်မှာအရှိမမြင်နေရတော့တောင်းတဲနေနဲ့လုံးဝလက်ဆက်တဲ့လေးကြီးလေးကိုခံပြီးတော့မှကျွန်တော်အခုဗီဒီယိုရိုက်ရတယ်ဆိုတော့ကျွန်တော်ဗီဒီယိုအချိန်နဲ့အများကြီးမလို့ချင်ဘူးအချိန်နဲ့အများကြီးမြူချင်ဘူးအဲ့တော့ကျွန်တော်ဘာမှ edit လည်းမလုပ်ချင်ဘူးကျွန်တော်ဒီတိုင်းပြင်ပါကျွန်တော် Facebook မှာတင်မယ် YouTube မှာတင်မယ် TikTok မှာတင်မယ်ဒီလောက်ပဲဆိုတော့ကျွန်တော်နောက်တဲ့ဗီဒီယိုမှာနောက်တဲ့ adventure ဖြစ်တဲ့ဗီဒီယိုတွေနည်းနည်း explore နည်းနည်းလေးလာတဲ့ဗီဒီယိုတွေရှိမယ်ကျွန်တော် game ဆော့တဲ့ဗီဒီယိုအဲ့ဒီဗီဒီယိုတွေမှာပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့မအားလုံးပါဘိုင်